တချိန်ကအမျိုးသမီးတဦးဟာသူ့ရဲ့စူပါပါဝါကိုအသုံးပြုပြီးအမိုက်ပုံတွေကနေကြောက်စိမ့်တွေရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်သူမကအဲ့ဒီအမိုက်တွေကိုဝယ်ယူဖို့အတွက်ဒေါ်လာ900ပေးခဲ့ပါတယ်။ကြောက်စိမ့်ပိုင်ရှင်ကပိုက်ဆံမယူလို့ပေမဲ့အမျိုးသမီးကအတင်းကျပ်ကိုဒေါ်လာ900ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာအဲ့ဒီအမျိုးသမီးဟာကြောက်တုံးတုံးကိုထပ်တွေ့ခဲ့ပြီးပိုင်ရှင်ကိုခွဲခိုင်းလိုက်ပါတယ်။တကယ်ခွဲလိုက်တော့အတွင်းထဲမှာကြောက်စိမ့်စစ်ကိုတွေ့လိုက်ရလို့လူတိုင်းကအံ့အားသင့်ခဲ့ကြပါတယ်။အဲ့ဒီကြောက်စိမ့်ကအနည်းဆုံးဒေါ်လာ9သိန်းတန်ဖိုးရှိခဲ့ပါတယ်။ဒါပေမဲ့ချမ်းသာတဲ့အမျိုးသားတဦးကသူမကိုကံကောင်းရုံသက်သက်ပဲလို့လောင်ပြောင်ခဲ့ပါတယ်။ဒါနဲ့အဲ့ဒီအမျိုးသမီးကသူနဲ့လောင်ကြီးတစ်ခုထပ်တိုက်ဖို့အဆိုပြုခဲ့ပါတယ်။သူတို့နှစ်ဦးတည်းကဘသူခွဲတဲ့ကြောက်စိမ့်ရဲ့တန်ဖိုးကပိုမြင့်မလဲဆိုတာကိုလောင်ကြီးထပ်တာဖြစ်ပြီးရှုံးတဲ့သူကအနိုင်ရတဲ့သူရဲ့ကြောက်စိမ့်ကိုဆယ်ဆတန်ဖိုးနဲ့ဝယ်ယူရမှာဖြစ်ပါတယ်။အဲ့ဒီချမ်းသာတဲ့အမျိုးသားကသူကကြောက်လောင်းကစားမှာကျွမ်းကျင်သူဖြစ်တယ်လို့ယူဆထားတာကြောင့်သဘောတူလိုက်ပါတယ်။သူဟာအတွင်းထဲမှာကြောက်စိမ့်ရှိမယ်လို့တေချာတဲ့ကြောက်တုံးတုံးကိုတေချာကယူတစ်စိုက်ရွေးချယ်ခဲ့ပါတယ်။အမျိုးသမီးကလည်းသူမရဲ့စူပါပါဝါကိုအသုံးပြုပြီးလမ်းလျှောက်ဖို့အသုံးပြုထားတဲ့ချင်းနှင်းကြောက်တုံးထဲမှာအကောင်းဆုံးကြောက်စိမ့်ရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်သူမကအဲ့ဒီကြောက်တုံးကိုရွေးချယ်ခဲ့ပါတယ်။ချမ်းသာတဲ့အမျိုးသားကတော့အဲ့ဒီအမျိုးသမီးကိုအဲ့ဒီကြောက်တုံးထဲမှာကြောက်စိမ့်ပါဖို့လုံးဝမဖြစ်နိုင်ဘူးလို့ပြောပြီးအယူလိုပဲလို့ကျဲကျဲလောင်လောင်ရေမောခဲ့ပါတယ်။ချမ်းသာတဲ့အမျိုးသားရဲ့ကြောက်တုံးကိုခွဲလိုက်တဲ့အခါအနီရောင်ကြောက်စိမ့်ဖြစ်နေတာကိုတွေ့ရှိခဲ့ရပြီးတန်ဖိုးကအနည်းဆုံးအမေရိကန်ဒေါ်လာ1 တန်တန်ပါတယ်။ဒါကြောင့်သူကအနိုင်ရပြီလို့ထင်ခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသမီးရဲ့ကြောက်တုံးကိုခွဲလိုက်တဲ့အခါဝန်ထမ်းတွေအံ့အားသင့်သွားကြပါတယ်။အကြောင်းကတော့အတွင်းထဲမှာအကောင်းဆုံးကြောက်စိမ့်ကိုတွေ့ရှိခဲ့ရပြီးတန်ဖိုးကအနည်းဆုံးဒေါ်လာ9 တန်တန်ဖိုးရှိလို့ပဲဖြစ်ပါတယ်။